Hello everyone ဒါတော့ကြိုက်တီယိုဖေးရဆက်သွားမယ်နော်အခုတော့တတတို့ကတဲကိုကန်ရောက်ပါပြီ Mountain view လေးလည်းလှရနော်မြင်လည်းမြင့်တယ်အေးလည်းအေးတယ်တော်တော်လေးအေးတာနော်အဲ့မှာလှလည်းလှတယ်မြင်းပဲနော်ညီမလေးကတော့ပင်မဲ့ပြီးအိတ်သွားတယ်တတတို့ကအဲ့ချိန်မှာထမင်းစားနေရပါညီမလေးကအိတ်ပြီးတော့နှိုးလာတော့တတတို့ဖေးရကိုသွားပါတယ်တော်လေးလေးအေးစိတ်တာပြီးတော့လေလှေကားပေါ်သွားတာပြီးတော့အခုကြိုက်တီဦးဖေးရရောက်သွားပါပြီကြိုက်တီဦးဖေးရကြီးလည်းကြီးပဲတားတို့လည်းခေါင်းလောင်းနေတီးတယ်ညီမလေးလည်းခေါင်းလောင်းနေတီးတယ်ပြီးတော့လေတော်တော်အေးစိတ်တယ်အဲ့ဒီအပေါ်မှာပိုးတော်အေးစိတ်တယ်ကြိုက်တီယိုဖေးရကကြီးပဲနော်ဆိုတော့နောက်ဗီဒီယိုတွေမှာဆက်သွင်းမယ်နော်ဆိုတော့တတ